ပဲမင်္ဂလာပါ The Goddess Tarot နဲ့ Mizu Sanity မှာ Mizu ဖြစ်ပါတယ်ဒီနေ့မှာ Earth Sign မြေတက်ကြီးစိုးတဲ့ရာသီခွင်တွေအကြောင်း Mizu ပြောချင်ပါတယ်အခုမှဒီဗီဒီယိုကိုမြင်တဲ့သူတွေ Mizu ကိုအခုမှစပြီးတော့သိတဲ့သူတွေ Mizu က2019ကတည်းက Facebook page လေးကိုလုပ်ခဲ့ပါတယ်ဗီဒီယိုတွေအများကြီးတင်ထားပေးပါတယ်မသိသေးရင် page ကိုဝင်ကြည့်ပေးပါနော် Mizu က Tarot Reading အပြင် spiritual healing တွေလည်းလုပ်ပါတယ်တက်ထားတဲ့ဘာသာရေးတွေလည်းများပါတယ်เนาะဒါပေမဲ့ Mizu က astrologer တော့မဟုတ်ဘူးเนาะ astrology နဲ့ numerology ကိုအရင်စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့လေ့လာပြပါတယ်သိတဲ့လောက်သိပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာ knowledge sharing အနေနဲ့ Mizu ပြောပြပေးတာပါရှေ့မှာတော့ fire water air ဆိုတဲ့မီးတဲ့ရေတဲ့လေတဲ့သဘာဝဗီဒီယိုတွေကိုတင်ထားပေးပြီးဖြစ်တယ်မကြည့်ရသေးတဲ့သူတွေဒီ TikTok ထဲကိုဝင်ကြည့်လို့လည်းရတယ် Facebook page မှာလည်းဝင်ကြည့်ပေးပါဗီဒီယိုတွေမျိုးတင်ထားပေးပါတယ်เนาะဒီနေ့ပြောမှာကတော့မြေတက်ကြီးစိုးတဲ့ရာသီခွင်တွေအကြောင်းဖြစ်ပါတယ်အဲ့တော့ zodiac sign 12 sign ကိုမီးရေလေမြေဆိုပြီးသဘောတဘာဝအရာ3 sign စီခွဲထားတာရှိပါတယ်အဲ့ဒီထဲမှာဒီနေ့မြေတက်ကြီးစိုးတဲ့ရာသီခွင်တွေဖြစ်တဲ့ Taurus Virgo Capricorn Taurus ပိဿရာသီခွင် Virgo ကန်ရာသီခွင် Capricorn မကာရရာသီခွင်တွေအကြောင်း Mizu ဒီနေ့ပြောချင်ပါတယ်အဲ့တော့ zodiac sign တွေမှာသူ့ nature နဲ့သူ့ trace နဲ့သူရှိတာပေါ့နော်ဒါပေမဲ့လည်းဒီမီးရေလေမြေသဘောတဘာဝတွေရဲ့လွှမ်းမိုးမှုတွေလည်းသူတို့မှာရှိတယ်အဲ့တော့အရှင်းမှာတော့လေတဘာဝတို့မီးတဘာဝတို့ရေတဘာဝတို့ Mizu ပြောခဲ့ပြီးသွားပြီအခုဒီ sign 3ခုမှာရှိနေတဲ့ trace တွေကို Mizu ပြောမယ်နော် earth energy ဟာ earth ဆိုတာက very grounded ဖြစ်တယ် solid အရင်ဖြစ်တယ် solid ဆိုတာလေကဘာမြေကြီးကိုပဲကြည့်လိုက်မြေဓာတ်ကဒုတယ်နော်ဒုတယ်ရှိတယ်ကြစ်လက်တယ်နောက်ပြီးတော့ထိတွေ့ကင်တွယ်လို့ရတယ်ဒါကြောင့်မလို့ earth sign တွေဖြစ်တဲ့ Taurus Virgo Capricorn ဟာအရင် grounded ဖြစ်တယ်ပြောချင်တာကတော့လေဓာတ်သဘာဝရေလို့လေနေရာကိုလွတ်မနေဘူးရေလို့လည်းအရင်ကြီးခံစားနေတာမဟုတ်ဘူး fire လို့လည်းချစ်ခနဲရှိမီးတောက်ဝုန်းကနေဖြစ်ဝုန်းကနေတောက်ဝုန်းကနေပြေအဲ့လိုမျိုးလည်းမဟုတ်ဘူးမြေဓာတ်ဟာတစ်ခုခုလုပ်မယ်ဆိုရင်အကြာကြီးစဉ်းစားတယ်တေချာမှလုပ်တယ်သူတို့ရဲ့ security သူတို့ရဲ့စိတ်လုံခြုံမှုသို့မဟုတ် financial security life မှာရှိတဲ့ security တွေကိုအရန်ကိုအလေးထားတယ်ဒါကြောင့်မလို့မြေသဘာဝတွေဟာအလွယ်တကူစိတ်ရိုင်တတ်တဲ့စိတ်နဲ့တတ်တဲ့အထဲမှာမပါဘူးအဲ့ဒါအပြင်မြေဖြစ်တဲ့အတွက်ကြောင့်မလို့မြေဆိုတာထိတွေ့လို့ရတယ်လေအဲ့တော့ထိတွေ့ကင်တွယ်လို့ရတော့စုပ်ကင်လို့ရတဲ့အရာတွေပေါ်မှာပဲယုံကြည်မှုရှိတယ်သဘောကတော့ planning တွေတို့နောက်ငွေကြေးနော်နောက်တစ်ခုကကြတော့စူးစမ်းမှုရလက်တွေအဲ့ပေါ်မှာပို့ကြည့်တယ်နော်အဲ့ဒီအထက်မှာ Virgo အကြောင်းကိုMizuအရင်ပြောမယ် Virgo ဟာကန်ရာသီခွင်ဖြစ်တယ် Virgo ဟာအရန်ကိုစနစ်ကြတယ် Virgo တွေဆိုတာလေ planning နေသိလားကြိုပြီးတော့planning လုပ်တာလေ6လလောက်ကြို planning ခရီးဆိုရင်လဲအဲ့တော့တခုခု going wrong ဖြစ်မှာကိုကြောက်တယ်နောက်ပြီးတော့စီးစနစ်တိတ်ကြတယ်နောက်ပြီး security အရန်လိုလားတယ်အဲ့တော့ relationship တွေမှာဆိုလဲကိုယ့်အတွက်ကိုကြည့်တတ်တယ်ပေါ့နော်ပြောရင်တော့ဒါပေမဲ့လည်းသူတို့နဲ့ချစ်ကြိုက်တဲ့သူတွေဆိုရင်သူတို့အတွက်လည်းဘဝကိုအကျိုးပေးနိုင်တာမျိုးဖြစ်တဲ့လူတွေကိုရွေးချယ်တယ်လို့မျိုးကိုယ်တိုင်ကလည်းအဲ့လိုလူမျိုးဖြစ်အောင်နေတယ်လွယ်တွေ့ပြီးတော့လွယ်ပြတ်အဲ့လိုမျိုးတွေမှာမပါဘူး of course လူရဲ့ nature ပေါ်မှာလည်းမူတည်သေးတာပေါ့နော်ဒါကတော့လူတိုင်းလို့မဆိုလို့ဘာလို့ဆိုလူတယောက်ဆိုတာ zodiac sign နေနဲ့ပဲခွဲထားတာမဟုတ်ဘူးလေနော် numerology ကဏ္ဍရဲ့တက်ရောက်မှုတွေရှိတယ်နောက်သူ့ရဲ့မိသားစု background လည်းရှိတယ်တတိဆိုတာလည်းရှိသေးတာကိုဒါပေမဲ့ဒါကတော့ general wise ပေါ့နော် general အပြင် majority ကိုပြောတာလူများစုကတော့ security ကိုအရင်လိုလာတဲ့အထက်မှာပါတယ်ဒါကြောင့်မလို့သူတို့ကို relationship တွေမှာအပေါ်စကားတွေသိမပြောနဲ့ action နဲ့ပဲပြအဲ့လိုမျိုးလူတွေများကြတယ်เนาะအဲ့တော့ Virgo အကြောင်းဆက်မယ်ဆိုရင်အရင်ကို details oriented ဖြစ်ပါတယ်details oriented ဖြစ်တဲ့အတွက်ကြောင့်မလို့တိလေးတွေကအစအရင်ကိုထောက်တတ်တယ်အပြစ်ရှာတတ်တယ်သူတို့ကိုယ်တိုင်လည်းအပြစ်မရှိအောင်နေတယ်เนาะအဲ့ဒါ Virgo ဖြစ်ပါတယ် Taurus ကပိဿရာသီခွင် Taurus ကတော့ earth sign 3ခုထဲမှာတော့ Taurus ကတော့အနည်းငယ်ဘယ်လိုပြောရမလဲပျော့ပြောင်းတယ်လို့ပြောလို့ရတယ်เนาะTaurus ဟာအဓိကတော့ financial security ကိုတိတ်လိုလားတယ်။နောက်တစ်ခုကကြတော့အကောင့်ကြိုက်တယ်အစားကြိုက်တယ်နော်။အဲ့ဒါအပြင် Taurus ကကြတော့လေအရန်ခေါင်းမာတယ်။မြေဓာတ်မှာမှ तू ကမြေရဲ့ solid ရွှေ့လို့မရတော့မြေဆိုင်မြေခဲကဲ့သို့ပဲဒါဆိုရင်ဒါပဲ stick to it
သူယုံကြည်ရဆိုသူယုံကြည်ရပဲအဲ့တော့ possessive ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ Taurus တွေကတော့သူတို့ကိုသူတို့ possessive ဖြစ်တယ်လို့မပြောဘူးပေါ့နော် territory လို့ပြောတယ် territory ဆိုတာလူဆိုလဲကြည်ဒါငါပိုင်ငါဥစ္စာဆိုရင်သူများထိလို့မရဘူးအရန်တဝင်တူရတယ်အဲ့လိုပဲကိုယ့်ရဲ့ငွေကြေးတို့ကိုယ့်ရဲ့ဘယ်လိုပြောရမလဲဟိုပိုင်တယ်လို့ထင်တဲ့အရာတွေအကုန်လုံးကိုနဲ့ related ဖြစ်တယ်လို့ထင်တဲ့အရာတွေအကုန်လုံးမှာသူတို့ရဲ့စိတ်ကအပြောင်းလဲလုံးဝမရှိဒီတိုင်းပဲ fix ပေါ့နော်သွားတာမျိုးပေါ့နော်အဲ့တော့ဒါကတော့ Taurus now Capricorn မကာရ Capricorn ဟာ Aquarius ကြီးလို့ပဲ Aquarius ဆိုတာလေဒါပေမဲ့ Capricorn ကလည်းအမာထဲမှာပါတယ် Capricorn နေဆိုတာကလေဘယ်လိုပြောရမလဲသူတို့ကိုသူတို့အများနဲ့ war တွေနဲ့ကာထားတယ် Capricorn ကကြတော့အလုတ်အကိုင်းတို့ status တို့သူတို့ရဲ့ security ကကြတော့တစ်မျိုးငွေထက်ဆိုင်ဘဝမှာ status ကိုလိုလားတယ်ဥမာဘယ်လိုအခြေအနေရောက်ပြီးငါကဘယ်လိုမျိုးဖြစ်ပြီးအဲ့တော့ branded တွေကြိုက်တယ်ကိုယ်တိုင်လည်းကောင်းကောင်းသုံးတယ်လူတွေရဲ့အမြင်မှာအများတန်းတင့်တယ်ခြင်းနဲ့နောက်ပြီးတော့သူတို့ကိုပံ့ပိုးပေးနိုင်တဲ့လူတွေကိုသဘောကျတယ်ဒါမဲ့လေ Capricorn တွေဘာဖြစ်လို့လဲမသိဘူး fire တွေကိုကြိုက်တယ်တလား Sagittarius တွေကိုသိကြိုက်တယ် maybe သူတို့ကအရန်grounded ဖြစ်လွန်အားကြီးပြီးတော့အတုံးလိုက်အတောင်လိုက်ဖြစ်နေလို့လားမသိဘူးသူတို့ရဲ့ဘဝမှာအနှဲငယ် light up ဖြစ်ဖို့လိုတော့လေအဲ့လိုမျိုးမီးထဲမှာ Sagittarius တို့ဘာလို့ဆိုတော်တော်များများသဘောကျတယ်ဘာလို့မြင့်ဆိုရဲ့အတိတွေတငယ်ချင်းတွေထဲမှာ Sagittarius တွေကိုသိကြိုက်ကြတာပဲဒါကတော့ FYI ပေါ့နော်အဲ့တော့ဆက်ပြောမယ်ဆိုရင် Capricorn တွေကသူတို့အရန်ဆွဲကြည့်တယ်လုံးမယ်ဆိုလို့ရှိရင်ရအောင် design မမှန်နဲ့လုပ်တာပေါ့နော်အဲ့ဒီထဲမှာပါတယ်နောက်ပြီးတော့သူတို့ဘဝတွေဝင်မှုအရန်ကိုခတ်တယ် commitment ပေးဖို့လည်းခတ်တယ်ဒါပေမဲ့သူတို့ commitment ရပြီဆိုရင် one for life ပဲအဲ့လိုမျိုးသွားတယ်ဒါကြောင့်မို့ Aquarius နဲ့ဆင်တယ်ဆိုတော့သူတို့ဘဝတွေဝင်မှုအရန်ခတ်တယ် Capricorn တွေလည်း war တွေကာထားပြီးတော့မှနောက်ဆုံးအဝင်ခံပြီဆိုရင်တော့အဲ့လူကိုသူတို့ကလုံးဝ very loyal one for life ထဲမှာပါတယ်နော်ဒါကတော့မြေတက်သဘာဝရှိတဲ့ sign တွေဖြစ်တယ်နောက်ပိုင်းကျရင်ခုလိုမျိုး zodiac sign နဲ့ပတ်သက်တာလေးတွေတို့ crystal အကြောင်းလေးတွေ law of attraction အကြောင်းလေးတွေဗီဒီယိုလေးတွေမျိုးဆိုတင်ပေးသွားဖို့ရှိတယ်စိတ်ဝင်စားတဲ့သူတွေဒီလိုဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင်အခု TikTok ကိုလည်း follow လုပ်ထားလို့ရတယ် Facebook page ကိုလည်း like and follow လေးလုပ်ထားလို့ရတယ်နော်အားလုံးပဲနောက်ထပ် reading video တွေကြတော့မှမျိုးဆိုပြန်လည်ဆုံတွေ့ကြမှာနော်